ကျွန်တော်တို့ TikTok ထဲဝင်မှာဖြစ်ပါတယ် ถ้าเป็นวาสนาใครไม่ได้อะ ပြီးရင်ကျွန်တော်တို့ profile ထဲဝင်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ profile ပြင်ရဆိုတဲ့စာမျက်နှာလေးနဲ့မှာဖြစ်ပါတယ်နောက်ပြီးရင်ကျွန်တော်တို့ link များဆိုတဲ့စာမျက်နှာလေးနဲ့မှာဖြစ်ပါတယ်နောက်ပြီးရင်ကျွန်တော်တို့ YouTube ထဲဝင်မှာဖြစ်ပါတယ် YouTube ဆိုတဲ့စာမျက်နှာလေးနဲ့မှာဖြစ်ပါတယ်နောက်ပြီးရင်ကျွန်တော်တို့ YouTube ACC ကိုကျွန်တော်တို့နှစ်ခုမှတစ်ခုရွေးမှဖြစ်ပါတယ်ကျွန်တော်တို့ဒီအလဲနေမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အပေါ်နောက်ငယ် setting မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ရှင်းစေပါဆိုတဲ့ channel လေးနဲ့မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ TikTok မှာ YouTube လေးချက်ဆက်နီးလေးအောင်မြင်သွားပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ TikTok ထဲပြန်ဝင်ကြည့်အောင်ဒါဆိုရင်ကျွန်တော်တို့ TikTok မှာ YouTube လေးချက်ဆက်တာအောင်မြင်သွားပြီဖြစ်ပါတယ်ဗီဒီယိုလေးဆောင်းထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို like subscribe ကောင်းလောက်လေးမနဲ့အသေးနှိပ်သွားပြပါအောင်လို့တောင်းဆိုပါ